အဲ့ဒါလည်းဖြုတ်ထားလိုက်မယ်ရော့ Hello ကိုရလေးမိတာပါရှင့် Hello မိတာပါရှင့် No store hello ကို Hello မိတာပါရှင့် Hi smile hello ကျမလောက်ပြီးသွားရင် Hello မင်္ဂလာပါရှင့် Hello ရဲကမှာ Hello ဒီတော့ကြည့်ကြည့်ကျမဖြုတ်ခိုင်းမဲ့အချိန်ကိုမစောက်ကြဘူးကျမအရင်ဖြုတ်ချင်တာဟောလက်မီချီတာဖြူရမယ်ဘာလို့တော့စီCrazy တော့ hello မင်္ဂလာပါရှင်လောက်ပြီလောက်ထားတယ်အမလိုက်Hello မင်္ဂလာပါရှင်ဟုတ်တယ်လာကိုပြီလာကိုရေဘာလာတာလည်းပဲမိုးနဲ့ဘယ်လိုလာတာအများကြီးရမှာလဲဘယ်မိုးပဲနဲ့ဘယ်ရလာတာလဲရမှာလဲမိုးလေးတွေလာတာပဲအဲ့လိုမျိုးကျမပဝေရီရဲ့ဆရာမလေးရှင်လားဒုတိယလားတာတော့ဒုတိယလည်းပဲတော့ဘွားခိုင်း Hello မင်္ဂလာပါရှင် Can doကျန်ကြကြလေတော့ပါဟောကလေးပဲပြောချင်တာဗောတနေ့မှတစ်ခါပဲပြောရတာဒါပဲပြပါဟာမသိဘူးအဲ့ဒါလေးမပြောနဲ့မသိချင်ဘူးကျမမသိချင်ဘူး Hello ကိုမီးတယ်လို့အဲ့ဒါဝယ်ပြုံးကြိုးစားဘူးနောက်လာလည်းမကြိုးစားဘူးလို့လည်းမလို့တော့ Hello မိကပါရှင့်ဟုတ်တယ်မလို့ဟိုနားမှာနောက်လာကြပြင်ပန်းနေစိတ်နေနာရှင်လည်းနာကျမလည်းနာ